ပတ်ဝန်းကျင်ကကျမတို့ရဲ့ value ကိုဖြတ်တဲ့အခါမှာဘလို့အချက်တွေနဲ့တန်ဖိုးဖြတ်ကြလဲကျမတို့ကိုကျမတို့ value ဖြတ်တဲ့အခါမှာဘလို့အချက်တွေနဲ့တန်ဖိုးဖြတ်ကြလဲဆိုတာကိုကျမကဒီနှစ်ချက်နဲ့ပြောသားချင်ပါတယ်အဲ့တော့ပတ်ဝန်းကျင်ကဖြတ်တဲ့အခါမှာဘလို့အချက်တွေနဲ့ကျမတို့တန်ဖိုးဖြတ်လေးရှိတယ်ဆိုလို့ရှိရင်ကျမတို့နှုတ်ကနေပြောတဲ့စကားရယ်ပြီးတော့ကျမတို့ရဲ့ပင်ပြင်လက္ခဏာပေါ့နော်ဝိစားစိတ်မှုနဲ့အဲ့နှစ်ချက်နဲ့ပတ်ဝန်းကျင်ကဖြတ်လေးရှိတယ်ပြီးတော့ကျမတို့ကိုကျမတို့တန်ဖိုးဖြတ်တဲ့အခါမှာကြတော့ကျမတို့ကယုံကြည်မှုနဲ့တန်ဖိုးဖြတ်အဲ့တော့ငါဘယ်လောက်လုပ်နိုင်လဲဆိုတဲ့အချက်နဲ့ကျမတို့ကိုကျမတို့တန်ဖိုးဖြတ်တယ်ကျမတို့ဘဝအတွက်ရေးပါတဲ့ project တွေကိုကျမတို့အောင်မြင်အောင်လုပ်နိုင်လေကျမတို့ကိုကျမတို့တန်ဖိုးထားမှုဟာမြင့်တက်လာလေစီပဲဖြစ်ပါတယ်เนาะအဲ့ဒီအချက်နဲ့ကျမတို့ကိုကျမတို့တန်ဖိုးဖြတ်တယ်ဒီနေ့ topic လေးကိုတော့ Sarita နဲ့ Johnny တို့အကြောင်းကနေစားလိုက်ချင်ပါတယ်။ဟိုးရှိတုန်းက Facebook သမုဒ္ဒရာအတွင်းမှာရှိတဲ့ကျွန်းလေးတစ်ကျွန်းမှာလူမျိုးနွယ်စုတစုနေထိုင်နေပေါ့နော်။သူတို့ရဲ့ထုံနှန်းစင်လာတစ်ခုကတော့သူတို့ရဲ့သမီးတွေကိုလာပြီးတော့တောင်းရမ်းမယ်ဆိုလို့ရှိရင်နွားတွေနဲ့တင်တောင်းလေးရှိတယ်ပေါ့နော်။အချောဆုံးလှဆုံးသမီးလေးကိုကြတော့နွား၄ကောင်ကနေနွား6ကောင်တင်မှာတင်တောင်းပြီးတော့ရက်ကျန်းရီတို့တန်မှန်ဆိုလို့ရှိရင်တော့နွား3ကောင်နဲ့တင်တောင်းလေးရှိကြပါတယ်ပေါ့နော်။အဲ့တော့အဲ့ဒီကျွန်းမှာနေထိုင်တဲ့ဒီ Sarita ဆိုတဲ့ main ကလေးကအရန်အချောလှကြီးထဲမှာသူကမပါဘူးအဲ့တော့ Sarita ရဲ့ဖခင်ကတွေးထားတယ်သူသမီးလေးကိုလာတောင်းမယ်ဆိုလို့ရှိရင်နွား2ကောင်ဆိုရင်တော့လုံလောက်ပြီပေါ့နော်ဒါပေမဲ့အဲ့ဒီလာတောင်းတဲ့ကောင်လေးကအဆင်မပြေဘူးနွား2ကောင်ပဲရှိပါတယ်ဆိုလို့ရှိရင်လေသူက Sarita ကိုနွား2ကောင်နဲ့လက်ခံဖို့သူကစဉ်းစားထားပြီးသား Sarita ကဘာကြောင့်ဖို့လို့သူ့ရဲ့ value ကအဲ့လိုနှိမ့်ကျပြီးတော့သူ့ဖခင်ကတန်ဖိုးဖြတ်ရတယ်လေဆိုလို့ရှိရင် Sarita ကအရန်ချောမောလာပါကြီးမဟုတ်ဘူးပြီးတော့သူကဝိစားဝိတယ်ဆိုလဲအမြဲတမ်းဖယိုဖယဲမတက်မရက်နဲ့အမြဲတမ်းနေတယ်ပြီးတော့သူခေါင်းတွေကလည်းအမြဲတမ်းဖိတင်တာခြင်းမရှိတဲ့အတွက်ရှုပ်ပွားနေပေါ့နော်အဲ့ဒါတွေကြောင့်မလို့ Sarita ရဲ့ value ကိုသူ့ဖခင်ကနွားတစ်ကောင်နဲ့ပဲသတ်မှတ်ထားတယ်ပေါ့နော်အဲ့တော့ဒီနေရာလေးမှာကျွန်မဆက်ပြီးတော့ပုံမြင်လေးကိုမပြောခင်မှာလူတွေရဲ့တန်ဖိုးနဲ့ပတ်သက်ပြီးတော့ကျွန်မပြောချင်ပါတယ်အဲ့တော့လူတွေကကျွန်မဟိုရှေ့တုန်းကဗီဒီယိုမှာကျွန်မဟိုပါပေါ့နော်ကိုတန်ဖိုးဖြတ်တယ်ပေါ့နော်ကိုပေးတဲ့ feedback နဲ့ဒါတော့ပတ်ဝန်းကျင်ကပေးတဲ့ feedback ဆိုပြီးတော့ကျွန်မအဲ့ feedback နှစ်မျိုးအကြောင်းကိုပြောသွားတယ်အဲ့ဒီမှာကျွန်မပတ်ဝန်းကျင်ကပေးတဲ့ feedback အကြောင်းကိုအလေးထားပြီးပြောသွားပြီးတော့ကိုပေးတဲ့ feedback တစ်ခုကိုကျွန်မကြံနေတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုမှာတော့ကျွန်မကကိုပေးတဲ့ feedback လေးကိုပို့ပြီးတော့အလေးထားပြီးပြောသွားမှာဖြစ်ပါတယ်ပတ်ဝန်းကျင်ကကျမတို့ရဲ့ value ကိုဖြတ်တဲ့အခါမှာဘလို့အချက်တွေနဲ့တန်ဖိုးဖြတ်ကြလဲကျမတို့ကိုကျမတို့ value ဖြတ်တဲ့အခါမှာဘလို့အချက်တွေနဲ့တန်ဖိုးဖြတ်ကြလဲဆိုတာကိုကျမကဒီနှစ်ချက်နဲ့ပြောသားချင်ပါတယ်အဲ့တော့ပတ်ဝန်းကျင်ကဖြတ်တဲ့အခါမှာဘလို့အချက်တွေနဲ့ကျမတို့တန်ဖိုးဖြတ်လေးရှိတယ်ဆိုလို့ရှိရင်ကျမတို့နှုတ်ကနေပြောတဲ့စကားရယ်ပြီးတော့ကျမတို့ရဲ့ပင်ပြင်လက္ခဏာပေါ့နော်ဝိစားစိတ်မှုနဲ့အဲ့နှစ်ချက်နဲ့ပတ်ဝန်းကျင်ကဖြတ်လေးရှိတယ်ပြီးတော့ကျမတို့ကိုကျမတို့တန်ဖိုးဖြတ်တဲ့အခါမှာကြတော့ကျမတို့ကယုံကြည်မှုနဲ့တန်ဖိုးဖြတ်အဲ့တော့ငါဘယ်လောက်လုပ်နိုင်လဲဆိုတဲ့အချက်နဲ့ကျမတို့ကိုကျမတို့တန်ဖိုးဖြတ်တယ်အဲ့တော့အဲ့ဒီ feedback ဆိုတာကိုကျမတို့ volume လို့သတ်မှတ်ကြတယ်ဆိုပါစို့ပေါ့နော်အဲ့တော့ပတ်ဝန်းကျင်ကကျမတို့ပေးလာတဲ့ value နဲ့ကျမတို့ကိုကျမတို့ပေးလာတဲ့ value နှစ်ခုမှာဘယ်ဟာကပိုအရေးပါတယ်လဲဆိုလို့ရှိရင်ကျမတို့ကိုကျမတို့ပေးတဲ့ value ကပို့ပြီးတော့အရေးပါပါတယ်ပို့ပြီးတော့လည်းထိရောက်မှုရှိပါတယ်ပေါ့နော်အဲ့တော့ခုနကပုံမြင်လေးကိုကျမတို့ပြန်ဆက်ကြမယ်အဲ့ဒီမှာ Sarita တို့ကျွန်းနဲ့မနီးမဝေးပါဂျော်နီတို့ရဲ့ကျွန်းလေးရှိတယ်ပေါ့နော်ဂျော်နီဆိုတာကတော့အင်ပတန်မှာညံမြုံမြင်ရှိတဲ့ကုံတယ်လေးဖြစ်တယ်ပြီးတော့အဲ့ဒီကျွန်းလေးမှာဂျော်နီတို့ဘီကာစုကချမ်းသာတဲ့ကုံတဲ့အတိုင်းဝိုင်းဖြစ်တယ်ပေါ့နော်ဂျော်နီတို့ကျွန်းနဲ့ဆာရီတာတို့ကျွန်းဟာအမြဲတမ်းကုံတယ်မှုတွေလုပ်တယ်အဲ့ခါကျတော့ဂျော်နီကအမြဲတမ်းဆာရီတာတို့ကျွန်းကိုရောက်တယ်ပေါ့နော်ရောက်ပြီးတော့ဆာရီတာကိုမြင်မှများလာတော့သူဟာဆာရီတာပေါ်မှာချွတ်တွန်းဝင်သွားခဲ့တယ်ပေါ့နော်အဲ့တော့သူကဂျွန်နယ်ချက်တစ်ခုကိုထုတ်လိုက်တယ်ပေါ့နော်အဲ့တော့ဆာရီတာကိုသူလာပြီးတော့တောင်းရမ်းမယ်ဆိုပြီးတော့ဆာရီတာတို့ရဲ့အဖေကိုသူကကန်လန်းလိုက်တယ်အဲ့တော့အဲ့ဒီမှာဆာရီတာကိုလာပြီးတော့တောင်းကြတော့မယ်ပေါ့နော်အဲ့တော့အားလုံးကလည်းဒီကျုံးတစ်ကျုံးမှာရှိတဲ့လူတွေကလည်းအကုန်လုံးကစိတ်ဝင်စားပြီးတော့ဒီ main ကလေးကိုဘလောက်နဲ့တင်တောင်းမှလဲအားလုံးကပန်းထားကြတာတော့သူ့ဖခင်ကဆာရီတာကိုနွားနှစ်ကောင်ဒါမှမဟုတ်ရင်စင်မပြေဘူးဆိုရင်လည်းနွားတစ်ကောင်ပေါ့နော်အဲ့တော့ဂျော်နီတို့ကချမ်းသာတဲ့အတိုင်းဝင်ဖြစ်တဲ့အတွက်နွားနှစ်ကောင်ကတော့ကျင်းနေပေါ့ရတော့မယ်ဆိုပြီးတော့ပဲသူကအားလုံးကပတ်ဝန်းကျင်ကနေပြီးတော့ဒီဆာရီတာပေါ်မှာ value ဖြတ်ကြတယ်ပေါ့နော်တန်ဖိုး
ဖြတ်ကြတယ်အဲ့တော့ဂျော်ဒန်ကလာပြီပေါ့နော်လာပြီးတော့သူ့မိဘတွေခေါ်ပြီးတော့လာပြီးတော့စာရီတာရဲ့အဖေရှင်မှာလာပြီးတော့တောင်းပန်တယ်ပေါ့နော်အဲ့တော့စာရီတာရဲ့ဖိုင်ခင်ဗျာကျွန်တော်ကပေါ့နော်ဒီစာရီတာကိုချစ်မြတ်နိုးတဲ့အတွက်ကြောင့်မို့လို့စာရီတာကိုနွားရှစ်ကောင်နဲ့တင်တောင်းပါရဈေးလို့ပြောတဲ့အခါမှာအဲ့ဒီကျွန်းမရှိတဲ့လူတွေအားလုံးကလည်းဟာကနေဟင်ကနေဖြစ်ပြီးတော့ရမ်းကို surprise ဖြစ်သွားတာပေါ့နော်ဟာဘာဖြစ်လို့လဲနွားနှစ်ကောင်မဲတန်တဲ့အမျိုးသမီးကိုဘာဖြစ်လို့နွားရှစ်ကောင်နဲ့တင်ပြီးတော့တောင်းရမ်းရတာလဲဆိုပြီးတော့အကုန်လုံးကအံ့ဩတင်သွားကြတယ်ပေါ့နော်အဲ့တော့ကျမဒီနေရာလေးမှာပြောချင်တာကလူတယောက်ရဲ့ value ပေါ့နော်ပတ်ဝန်းကျင်ကပေးတဲ့ feedback လေးကိုထည့်ပြီးတော့ပြန်ပြီးတော့ပြောချင်တယ်အဲ့တော့ပတ်ဝန်းကျင်ဆိုတဲ့နေရာမှာ Sarita ကိုတန်ဖိုးဖြတ်တဲ့ဒီဇက်လန်လေးမှာပေါ့နော် Sarita ကိုတန်ဖိုးဖြတ်တဲ့ပတ်ဝန်းကျင်ကနှစ်မျိုးတွေ့ရပထမတစ်မျိုးကသူ့အဖေဖြစ်တယ်နောက်တစ်မျိုးကကျတော့သူ့ရဲ့ချစ်သူကောင်လေးဖြစ်တယ်ပေါ့နော်အဲ့တော့သူ့ဖခင်က Sarita ကိုနွားနှစ်ကောင်နဲ့ပဲသူတန်ဖိုးဖြတ်ထားတယ်ဒါပေမဲ့သူ့ရဲ့ချစ်သူကတော့ Sarita ကိုနွားရှစ်ကောင်နဲ့တန်ဖိုးမြင့်တင်ခဲ့တယ်ပေါ့နော်အဲ့တော့ကျမတို့ကဒီနေရာမှာပတ်ဝန်းကျင်ရဲ့ feedback ဆိုတာကျမတို့ပေးတဲ့ feedback တွေပေါ့နော်ကျမတို့ပေးတဲ့ value ပေါ့ပတ်ဝန်းကျင်ကပေးတဲ့ value ဆိုတာမတူညီနိုင်ဘူးဆိုတာကိုကျမကပြောချင်ပါတယ်အဲ့တော့ကျမဥပမာကျမရဲ့value ပေါ့ကျမရဲ့ value ကိုသိချင်တယ်ဆိုလို့ရှိရင်လူတစ်ယောက်ကမေးမယ်အဲ့တော့ကျမနဲ့ချစ်ခင်တဲ့လူတစ်ယောက်ကိုအဲ့ဒီလူကိုသွားမေးမယ်ပေါ့နော်မေးတဲ့ခါကျလို့ရှိရင်အဲ့ဒီလူကဘာပြောမလဲကျမရဲ့တမှုနဲ့ပတ်သက်ပြီးတော့အဆင်ပြေတယ်ကောင်းတယ်ဘာလို့နော်ကျမရဲ့ feedback တွေအကုန်လုံးကို तू ကောင်းတာတွေကြီးပဲ तू ပြောလိုက်မယ်ပေါ့နော်ကျမနဲ့အဆင်ပြေနေတာကိုအဲ့လူကတကယ်လို့ကျမကိုမချစ်တဲ့ကျမကိုမနာလိုတဲ့ကျမကိုကြည့်မရတဲ့လူတယောက်ကိုကျမရဲ့အကြောင်းသွားမေးမယ်ကျမရဲ့ value နဲ့ပတ်သက်ပြီးသွားမေးမယ်ဆိုလို့ရှိရင်အဲ့ဒီလူကကျမအတွက် negative feedback တွေပဲ तू ပေးလိုက်မယ်तू မကောင်းဘူးဆက်ဆံရေးမကောင်းဘူးเนาะစကားပြောရတာအဆင်မပြေဘူးဘာညာပေါ့เนาะအဲ့လိုမျိုးတွေမကောင်းတဲ့ feedback တွေပဲကျမကိုပေးလာခဲ့မယ်အဲ့ဒါကြောင့်ပတ်ဝန်းကျင်ရဲ့ feedback ဆိုတာအမျိုးမျိုးရှိတယ်အဲ့တော့ကျမတို့ကအရန်ကြီးကိုကောင်းတယ်ပြောသည်ဖြစ်စေအရန်ကြီးမကောင်းဘူးပြောသည်ဖြစ်စေကျမတို့ကအဲ့ဒါတော့လိုက်ပြီးတော့အပြည့်အဝကျမတို့ကခံစားဖို့ရအတွက်မထိုက်တန်ပါဘူးเนาะအဲ့တော့ကျမတို့ကပတ်ဝန်းကျင်ရဲ့ feedback တွေကိုကျမတို့ကသတိထားပြီးတော့ယူသင့်တာကိုလည်းယူရမယ်ပြီးတော့မယူသင့်တာကိုလည်းပယ်သင့်တာကိုလည်းပယ်ရမှာဖြစ်ပါတယ်အဲ့တော့ပတ်ဝန်းကျင်ကကျမတို့ပေးတဲ့ feedback ကမတူညီနိုင်ပါဘူးပေါ့เนาะကျမတို့ပတ်ဝန်းကျင်ကပေးတဲ့ feedback ကြတော့ကျမတို့သူတို့ရဲ့ရှုထောင့်ကနေကျမတို့မြင်ပြီးတော့သူတို့ပြောတာသူတို့ခံစားချက်နဲ့သူတို့ကျမတို့ကိုပေးတဲ့ feedback ဖြစ်တယ်ကောင်းတာလည်းသူတို့ရှုထောင့်ကနေကျမတို့ကြည့်လိုက်တယ်မကောင်းတာလည်းသူတို့ရှုထောင့်နေကျမတို့ကြည့်ပြီးတော့ပေးတယ် feedback တွေဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့အများကြီးတော့အကုန်လုံးတော့ကျမတို့ကလက်သိခံလို့မဖြစ်ဘူးပေါ့နော်အဲ့တော့ဒီဆက်လက်လေးမှာစာရီတာရဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်တယ်သူ့အဖေနဲ့သူ့ရဲ့ချစ်သူကစာရီတာရဲ့တန်မိုးကိုတယောက်ကမြင့်တင်တယ်တယောက်ကဆွဲချတယ်ပေါ့နော်အဲ့တော့ကျမတို့အနေနဲ့ဒါလေးကိုသင်ခန်းစာယူသင့်ပါတယ်ပေါ့နော်အဲ့တော့နောက်တစ်ချက်ကကြတော့အဲ့ဒီမှာစာရီတာကသူ့ကိုနွားရှိကောင်နဲ့တင်တောင်းလိုက်တဲ့အတွက်တင်တောင်းလိုက်တဲ့နေ့ကစပြီးတော့သူကနွားရှိကောင်နဲ့တန်တဲ့ value ကိုသူ့ကိုယ်သူမြင့်တင်လိုက်တယ်သူ့ကိုယ်သူမြင့်လိုက်ပြီးတော့အဲ့ဒီချိန်ကစပြီးတော့စာရီတာတကြွန်းလုံးမှာအချောဆုံးအလှဆုံး main ကလေးဖြစ်အောင်သူနေသွားခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုကြည့်ချင်းအပြင်ကျမတို့ကိုကျမတို့ပေးတဲ့ value အဲ့တော့စာရီတာသူ့ကိုယ်သူ value ပေးလိုက်တာသူ့ကိုတန်ဖိုးသူမြင့်တင်လိုက်တာအဲ့တော့အဲ့ဒီရဲ့ value ကပို့ပြီးတော့ကျမတို့အတွက်အရေးပါတယ်ဆိုတာကိုကျမတို့ဒီနေရာလေးမှာဒီဇက်လန်လေးကနေသင်ခန်းစာယူလို့ရပါတယ်ပေါ့နော်အဲ့တော့ကျမတို့စာရီတာပထမပေါ့နော်သူ့ကိုအဲ့လိုတန်ဖိုးဖြတ်ထားတော့ကကြတော့စာရီတာဖြစ်တယ်လို့နေတယ်ပြီးတော့သူ့ရဲ့ချစ်သူကသူ့ကိုတန်ဖိုးမြင့်လိုက်တဲ့ချိန်မှာအဲ့ဒီတန်ဖိုးရဲ့ထိုက်တန်တဲ့သူတယောက်ဖြစ်အောင်သူ့ကိုယ်သူမြင့်တင်သွားခဲ့တယ်ပေါ့နော်ကျမတို့လည်းအဲ့လိုပဲပတ်ဝန်းကျင်ကဘလို့ feedback တွေပဲကျမတို့ပေးကျမတို့ဘယ်လိုတန်ဖိုးတွေပဲဖြတ်နေပါစေကျမတို့ကိုကျမတို့တန်ဖိုးမဖြတ်မိလိုက်ပါစေနဲ့ပေါ့နော်ကျမတို့ကျမတို့ကိုကျမတို့တန်ဖိုးဖြတ်တဲ့အခါမှာအမြဲတမ်းရှိရဲတန်ဖိုးတဲ့တဝက်မကနှိမ့်ချပြီးတော့ကျမတို့ကကိုတန်ဖိုးဖြတ်လေးရှိတယ်တကယ်တော့အဲ့ဒီတန်ဖိုးတဲ့ကျမတို့ကပို့ပြီးတော့တန်ဖိုးရှိနေတယ်ဆိုတာကိုကျမတို့ကသတိမထားဘူးပေါ့နော်အဲ့တော့ကိုတန်ဖိုးကိုဖြတ်တဲ့နေရာမှာအမြဲတမ်းရှော့ပြီးတော့မတွက်ပါနဲ့ပေါ့နော်အဲ့တော့ကျမတို့ကဥပမာပေါ့ကျမတို့ပိုင်ဆိုင်တဲ့အရာတွေဥပမာအိမ်ကြီးချမ်းနေမြေတွေပေါ့ဒါတွေကိုကျမတို့ကသူတို့ရဲ့ value ကိုကျမတို့ကတန်ဖိုးဖြတ်ချင်တယ်ဆိုလို့ရှိရင်ကျမတို့ကကျွမ်းကျင်နားလည်တဲ့သူတွေရှိသွားရတယ်ပေါ့နော်သွားပြီးတော့ဥပမာမြေဆိုလို့ရှိရင်မြေတစ်ခွက်ကိုဘယ်လောက်တန်ကြေးရှိတယ်ဆိုတာတန်ဖိုးဖြတ်ချင်တယ်ဆိုလို့ရှိရင်ကျမတို့ကမြေယာကျွမ်းကျင်သူတွေရှိကိုသွားရတယ်သွားပြီးတော့ဒီမြေတစ်ခွက်ကဘယ်လောက်တန်ဖိုးရှိလဲဆိုပြီးတော့ကျမတို့တန်ဖိုးဖြတ်တယ်ဒါပေမဲ့ကျမတို့လူတစ်ယောက်ရဲ့တန်ဖိုးကိုကြတော့ဘယ်သူတွေကဖြတ်တာလဲဘယ်အရာတွေကဖြတ်တာလဲဆိုပြီးတော့ကျမတို့မေးစရာရှိလာပါတယ်လူတွေရဲ့တန်ဖိုးဖြတ်တဲ့အရာနှစ်ခုရှိပါတယ်ပထမချက်ကတော့ပတ်ဝန်းကျင်ကကျွန်တော်တို့ကိုတန်ဖိုးဖြတ်တာဒုတိယချက်ကတော့
မိမိကိုတန်ဖိုးဖြတ်တာအဲ့ဒီနှစ်ချက်နဲ့ကျမတို့ကလူတွေရဲ့ value ကိုတန်ဖိုးဖြတ်လေးရှိပါတယ်တော့ကိုတန်ဖိုးဖြတ်တဲ့အခါမှာဘယ်တော့မှကိုယ့်ရဲ့အရေးချင်းကိုအချင်းသေးနှိမ့်ချပြီးတော့တန်ဖိုးမဖြတ်ပါနဲ့အဲ့တော့ပတ်ဝန်းကျင်ကကိုအဲ့လိုမျိုးတန်ဖိုးဖြတ်ခဲ့ပြီဆိုလဲအဲ့ဒါတွေကိုခေါင်းနဲ့သိမ့်မထည့်ပဲနဲ့အဲ့ဒီချက်တန်ဖိုးရှိတဲ့အရာငါဟာသူတို့ပြောတာထက်ပိုပြီးတော့တန်ဖိုးရှိတယ်ဆိုတော့ကိုလက်ခံပါကိုဘယ်တော့မှ short မတော့ပါနဲ့ပြီးတော့ကျမကဒီဗီဒီယိုလေးမှာအကြံဉာဏ်ပေးချင်တာကကြတော့နှစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုကိုယ့်ရဲ့ value တကယ်လို့နှိမ့်ချနေတယ်ကိုပေါ့နော်short ပြီးတော့တွက်နေတယ်ဆိုလို့ရှိရင်ဒီအချက်လေးနှစ်ချက်နဲ့ကျမတို့ပြုပြင်လို့ရပါတယ်အများကြီးတော့ရှိရဲအဲ့တော့ဒါပေမဲ့ကျမဒီအချက်လေးနှစ်ချက်ကိုအဓိကထားပြီးတော့ပြောချင်တယ်ပထမတစ်ချက်ကတော့ကျမတို့လေ့ကျင့်ဖို့ရအတွက်ကိုညီလိုတဲ့လူကိုယ့်ရဲ့အကူအညီလိုတဲ့လူကိုကျမတို့ရှာလိုက်ပါအဲ့တော့ကိုယ့်ရဲ့အကူအညီလိုတဲ့လူကိုရှာလိုက်တဲ့အခါမှာသူ့ကိုကိုညီပေးလိုက်တဲ့အချိန်မှာရရှိလာတဲ့ကိုထံမိုးထားသူ့ကိုငါကူညီပေးနိုင်တယ်ဆိုတဲ့စိတ်ကကျမတို့ရဲ့ value ကိုတန်ဖိုးတက်စေပါတယ်ပေါ့နော်ကိုဒါပြန်ပြီးတော့ promote လုပ်ရမယ့်အပိုင်းဖြစ်ပါတယ်ကျမတို့တန်ဖိုးဖြတ်လိုက်တာနဲ့ကျမတို့ကအဲ့ဒီတန်ဖိုးမှာပဲနေရတယ်ဆိုတာကိုကျမတို့မှတ်သားထားဖို့လိုပါတယ်ပေါ့နော်အဲ့တော့ကျမတို့တန်ဖိုးကိုနှိမ့်ချတာလဲကျမတို့ကိုယ်တိုင်ပဲဖြစ်တယ်လို့ကျမတို့တန်ဖိုးကိုမြင့်တင်ပါလဲကျမတို့ကိုယ်တိုင်ပဲဖြစ်ပါတယ်ပေါ့နော်အဲ့ဒါလေးကိုတော့သတိထားရမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုလေးကတော့ကျမက value နဲ့ပတ်သက်ပြီးတော့ပြောသွားတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကိုတန်ဖိုးကိုဘယ်တော့မှမချမိပါစေနဲ့ပတ်ဝန်းကျင်ကတန်ဖိုးချတယ်မြင့်တယ်ဆိုတာဟာကျမတို့ရဲ့ value အစ်စ်မဟုတ်ပါဘူးကျမတို့တန်ဖိုးချတယ်မြင့်တယ်ဆိုတာမှသာကျမတို့ရဲ့တန်ဖိုးအစ်စ်မှန်ဖြစ်ပါတယ်ဆိုတာပြောကြရင်လည်းဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာကျမဘယ်လို topic တွေနဲ့ပြန်လာမလဲဆိုတော့သိရှိနိုင်ဖို့အတွက်ဘေးနားက notification လေးကိုနှိပ်ထားပေးကြပါအောင်ပေါ့နော်ပြီးတော့ကျမပြောတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးချင်တာရှိလို့ရှိရင်လည်း comment မှာဆွေးနွေးသွားနိုင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လဲဆိုပြပါမယ်